မယုံချင်းလဲယုံရမှာပဲဒီနေရာမှာလာဆုတောင်းတဲ့သူတိုင်းတကယ်ဆုတောင်းပြကြတယ်ခိစားနေတဲ့အကြောင်းအရာအစီအစဉ်နဲ့တူဒီနေ့တော့ဆုမှုပေါင်းတွေတောင်းဖို့နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့စမ်ဖန်ထိုင်းနော်လစင်ကိုသွားမှာပဲဖြစ်ပါတယ်ရှင်အခု Trudy ထက်က brand တစ်ခုရဲ့အဖြစ်ပေါင်းလိုက်ပြီးတော့ဘယ်စီမဲ့တော့အတူတူပဲနဲ့တငယ်ချင်းတို့ရဲ့ဖန်ထိုင်းနော်လစင်ကပယီမီမြတ်တွေအတွက်လီလော်ပေးတဲ့တစ္ဆာရှိသူတော်ကောင်းတစ်ယောက်ဖြစ်တဲ့တနေ့မှာရေစီးတန်တဲ့ချောင်းထဲမှာလီလော်နေရင်းနဲ့တစ်ကိုင်းနဲ့ညှိပြီးလေဦးကျိုးသွားတော့ဥပဒေအရာတည်တံခံရမှာပဲဖြစ်ပါတယ်ဒါကိုအရှင်မင်းကြီးကသိလို့ဖွင့်လို့ပေးခဲ့ပေမဲ့သူကိုယ်တိုင်ကအပြည့်တံကိုခံယူခဲ့ပါတယ်ဒါနဲ့ရှင်ဘရင်လည်းဖန်ထိုင်းနော်လစင်ရဲ့ခေါင်းကိုဒီနေရာမှာပဲဖျက်ပြီးကျိုးနေတဲ့လေဦးနဲ့အတူလူအများလာရောက်ဖုံးမြော်နိုင်အောင်အတူထားရှိခဲ့တာပဲဖြစ်ပါတယ်ဘလောက်တောက်တကိုးကြည့်လဲဆိုရင်ဒီမှာချထားတဲ့ကြက်ရုပ်လေးတွေကိုပဲကြည့်လိုက်ကြက်ချံတစ်ခုစားတော့ရှိနေပြီဘာလို့လဲဆိုတော့ဖန်ထိုင်းနော်လစင်ရဲ့အထုပ်ပတိမှာသူကကြက်တိုက်တာဝါဒနာပါတဲ့သူဖြစ်လို့ဆုတော်ပြည့်သူတိုင်းကကြက်ရုပ်လာလူပေးကြတာပဲဖြစ်ပါတယ်ဆုတော်တော့မယ်ဆိုတော့ရွှေတင်ကန်းကိုလည်းနေရာမှာကတ်မရမယ်နော်တိုးတက်အောင်မြင်ရေးအတွက်ဆုတော်မယ်ဆိုရင်တော့ပခုံးမှာကတ်ရမယ်အလုံးကိုင်မှာအောင်မြင်ချင်ရင်လက်မှာရွှေကတ်ရမယ်နော်အောင်မြင်ရေးလမ်းကြောင်းအတွက်တောင်းရင်တော့လော်ထဲမှာကတ်ရမယ်ကျန်းမာရေးအတွက်ဆုတော်ချင်ရင်တော့ဒူးမှာကတ်ပေးရမယ်နော်ဒီမှာတကိုးကြီးဆုတော်ပြည့်တဲ့နေရာတွေလည်းအများကြီးရှိသေးတယ်နော်ဆုတော်ပြည့်သွားရင်လည်းကြက်ရုပ်ကလေးလာပြန်လူပေးဖို့လည်းမမေ့နဲ့နော်တငယ်ချင်းတို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like နဲ့ share လေးနှိပ်ပြီးစမစောဖုန်းလေးကိုကန်ဆယ်လိုက်ရအောင်နော်ဒီ post အောက်မှာတငယ်ချင်းတို့ရောဘယ်နေရာတွေသွားဆုတောင်းဘူးလဲဆုတောင်းပြကြလားဆိုတာကိုဖြေရင်တငယ်ချင်းတယောက်ကိုမရှင်းခေါ်လိုက်ရုံပဲနော် Trudy ထက်က brand တစ်ခုရဲ့အဖြစ်ပူပေါင်းလိုက်ပြီးနော် Trudy ထက်စင်ကိုများများသုံးကြစို့နော် Trudy ထက်မြန်မာရဲ့ TikTok Facebook YouTube တို့ကို like နဲ့ share လေးလည်းများများနှိပ်သွားကြအောင်နော်တငယ်ချင်းတို့ရေ